ကျွန်တော်ဒီနေ့ဒီ internet မှာရှာဖွေတွေ့ရှိသမျှဖတ်မိသမျှထဲမှာကျွန်တော်စိတ်ဝင်စားတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။ဘာလဲဆိုတော့ဒီစကိုင်းပြည့်ရွေရဲ့ပင်မပြည့်ရွေကျော်ကြီးပေါ့။မိုင်3000ရှည်ရဲ့Himalayan fault line ပေါ့နော်။ Himalayan ဆိုတော့ Himalayan လို့ကျွန်တော်တတ်ဖတ်ပါမယ်နော်။ဒီတဲ့ဘယ်လိုတတ်ထွက်လဲမသိဘူး။ကျွန်တော်ကတော့ဒါရုပ်ဟိမဝန္တာပြည့်ရွေလို့ပဲကျွန်တော်ခေါ်ချင်ပါတယ်။ကမ္ဘာပေါ်မှာအမြင့်ဆုံး Everest တောင်နဲ့တဲ့ဒီအရှိပြောပြပါဘောနော်အရှိကဘယ်လောက်ရှိလဲဆိုတော့ तू ကစကိုင်းပြည့်ရွေထီရောက်တာစကိုင်းပြည့်ရွေရနေပြီတခါလေကျွန်တော်တို့ဒီမုတ်တမတွေကိုဝင်သွားတာပေါ့နော်အဲ့အဘက်ထီရှိလျာပေါ့ဒီတော့စကိုင်းပြည့်ရွေဆိုတာဒီဟိမဝန္တာပေါ့နော်ဟိမာလာယန်ပြည့်ရွေရဲ့အစိတ်ပိုင်းတစ်ခုပဲကျွန်တော်ရဲ့ပြည့်ရွေဘယ်လောက်ထိဆိုးလဲဆိုတော့အဲ့ဒါပြောပြချင်တာပါကောင်းမှာအမြင့်ဆုံး Everest တောင်နဲ့တောင်ထူတက်ဆုံးဟိမဝန္တာတောင်တန်းကြီးကိုဖြစ်ပေါ်လာစေဟာဒီ Himalayan fault line လို့ခေါ်တဲ့ Himalayan megatrust ပါပဲတဲ့အလဲပိုင်းနဲ့အနောက်ဘက်ခြမ်းတစ်ခုတည်းတင်တဲ့မိုင်ပေါင်း1500ခန့်ရှည်လျားပြီးကချင်ပြည်နယ်ခါကာဘွားစီတောင်တန်းတွေမှာတောင်ဘက်ကိုကွေ့ဆင်းသွားတယ်။အိုးပြီးတော့မှမြန်မာပြည်ကစကိုင်း fault အနေနဲ့သူကတစ်ဆက်တည်းမုတ်တမပင်နဲ့ကိုရုပ်ထိုးဆင်းသွားပါတယ်။ဆိုလိုတာကတော့တဲ့စကိုင်းပြည့်ရွေ့ဆိုတာတိကျတည်ရှိနေတာမဟုတ်ပဲနဲ့ဒီ Himalayan fault line ရဲ့ဒီဟိမဝန္တာပြည့်ရွေ့ပေါ့နော်အဲ့ရဲ့အစွန်ဖြားအပိုင်းလေးတစ်ခုတာဖြစ်ပါရဲ့တဲ့Himalayan fault line ရဲ့တဲ့အလဲပိုင်းနဲ့အနောက်ဘက်ခြမ်းကမိုင်ပေါင်း1500ရဲ့အရှေ့ဘက်ခြမ်းနဲ့တဲ့ကွေ့ဆင်းသွားတဲ့အပိုင်းကမိုင်ပေါင်း800ကျော်လောက်ရှည်လျားပါတယ်တဲ့တောင်ဘက်ကိုဆင်းလာတဲ့အမြီပိုင်းအဲ့ဟာကျတော့စကိုင်းပြည့်ရွေ့ပေါ့နော်မိုင်ပေါင်း950လောက်ပဲကျန်ပါတော့ဒါကြောင့်မလို့Himalayan fault ကစပြီးတော့နော်ဒီစကိုင်းပြည့်ရွေ့အစုံဥဒ္ဓမပင်လေကွေနာပင်လေထဲဆင်းသွားတဲ့နေရာဒီအားလုံးပေါင်းကြည့်လိုက်ရင်မိုင်ပေါင်း3000ကျော်လောက်ရှိလာတော့ပါပဲတကယ်တော့စကိုင်းပြည့်ရွေ့ဆိုတာဒီ Himalayan megatrust ရဲ့အစွန်ဖြားမြီးပိုင်းလေးပဲဖြစ်ပါတယ်ဒါကြောင့်စကိုင်း fault မှာလှုပ်နိုင်တဲ့ငလျင်တွေက7+ တိပဲရှိတဲ့ကြတာပါတဲ့ဒီ Himalayan fault line အပေါ်မှာဖြစ်မယ်ဆိုရင်တော့တဲ့8+ တို့9တို့အင်အားကြီးသွားနိုင်ပါတယ်တဲ့ဆိုတာကတော့ဒီဇိုင်းငလျင်တဲ့10ဆမကပိုပြီးပြင်းထန်စွာလှုပ်ခတ်နိုင်ပါတယ် Oh my god လူတိုင်းနားလဲအောင်တဲ့ Himalayan fault ကိုငကားကြီးတစ်ကောင်နဲ့ပေါ့နော်ဒါဆရာတော်ကြီးမိုင်းမုံဆရာတော်ကြီးဒီဥပမာပေးရပါတော့ဟောဆရာလေးပြောငကားကြီးပေါ့ဒီငကားကြီးနဲ့ဥပမာပေးရမယ်ဆိုရင်ပေါ့ကျွန်တော်ငကားရဲ့ဥကောင်းပိုင်းပေါ့ငကားကြီးဥကောင်းပိုင်းကဟိမဝန္တာတောင်တိုင်းဖြစ်ပြီးတော့ဒီအလဲပိုင်းကပေါ့နော်